မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာရဲ့မိတ်ဆွေတွေကိုဆရာကဒီနေ့မှာတော့2026ခုနှစ်အတွက်တနစ်စာမိတ်ဆွေတို့နေသားလိုက်ပြုလုပ်ရမယ့်အဋိဋ္ဌာန်တွေကိုဆရာကဖော်ပြပေးမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့2026ခုနှစ်အတွက်တနစ်စာဟောစတန်ကိုဆရာရဲ့ Facebook page မှာဖြစ်စေ YouTube မှာဖြစ်စေဆရာ TikTok မှာအားလုံးမှာတော့တင်ပြီးသွားပြီဖြစ်တဲ့အတွက်2026အတွက်တနစ်စာမကြည့်ရသေးတဲ့မိတ်ဆွေများဆရာငယ်ပေးတဲ့ Facebook page မှာဖြစ်စီမိတ်ဆွေတို့အနေနဲ့2026ခုနှစ်အတွက်တနစ်စာဟောစတန်တွေကိုဝင်ရောက်ပြီးတော့မိတ်ဆွေတို့ဆရာကအရင်နှစ်တွေနဲ့မတူဘဲနဲ့တနစ်စာကိုလာလိုက်ကန်ရှင်နေနဲ့အပိုင်းတွေကိုခွဲပြီးတော့မတူညီတဲ့ပုံစံလေးနဲ့ဆရာသုံးသပ်ပေးထားတာဖြစ်တဲ့အတွက်မိတ်ဆွေတို့2026အတွက်ကိုတွေးခေါ်ချိန်ဆပြီးတော့အကြံပြုပါအောင်ဝင်ရောက်ကြည့်ရှုပေးသွားကြပါအောင်ကြည့်ပြီးသွားတဲ့မိတ်ဆွေများလည်းဘယ်မိတ်ဆွေတို့ကြည့်ပြီးသွားပြီလားလက်ရှိ2026ကိုဘာတွေပြင်ဆင်ထားသလဲဆရာကိုဘယ်ကနေကြည့်နေတာလဲမှန်းပေးကြပါအောင်ခင်ဗျကျေးဇူးတင်ပါတယ်ဆရာတို့စတင်ပြောလိုက်ရအောင်ဥစွာဆရာအနေနဲ့ဘာမှမပြောကြမိမှာ2026ခုနှစ်အတွင်းမှာမိတ်ဆွေတို့အနေနဲ့တနစ်စာ2026ခုနှစ်အတွက်တနစ်စာရှောင်းရန်ဆောင်ရန်အတွက်နေသားအလိုက်ကိုမိမိတို့ရဲ့ကန်ဆာတာအခြေအနေနဲ့တေချာတီးတန့်ကြည့်လို့တဲ့မိတ်ဆွေများဆရာငယ်နားမှာလာရောက်ပြီးတော့ကြည့်လို့ရပါပြီခင်ဗျဆရာရှိမှာကြိုတင်တော့စရင်ကြိုယူပေးဖို့လိုအပ်ကြောင်းနဲ့ဆရာမိတ်ဆွေတို့2026ခုနှစ်အတွက်တနစ်စာအတွက်ကိုဆရာမိတ်ဆွေတို့အိမ်ရောက်မှလို့တဲ့မိတ်ဆွေများဆရာတသက်စာဘဝအတွက်ကံကြမ္မာဟောစတန်ကိုလည်းဆရာထည့်ပြီးထားကြောင်းနဲ့မိတ်ဆွေတို့ရဲ့ဘဝမှာအရေးကြီးတဲ့အရာတွေကိုအလိုက်အသေးစိတ်ဟောကြားပေးထားတာဖြစ်တဲ့အတွက်မိတ်ဆွေတို့တနစ်စာဟောစတန်မှာယူလို့တဲ့မိတ်ဆွေများ0939293416 7902904116 WhatsApp Telegram မှာဖြစ်စီဆက်သွယ်ပြီးတော့မှာယူပေးလို့ရပါတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့စလိုက်ကြရအောင်ကျွန်တော်တို့ကလူတိုင်းမှာတော့ဘာသာတရားတစ်ခုခုတော့ဒေကြပါတယ်ခင်ဗျအကျဉ်းတည်တဲ့ရှိကိုချိကြပါလိမ့်မယ်ဆရာအနေနဲ့ဘယ်ဘာသာကိုမဆိုကောင်းတယ်လို့ပဲမြင်ပါတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ဘယ်ဘာသာကိုတက်ဝင်ယုံကြည်ဘာသာတရားတိုင်းဟာကောင်းတဲ့လမ်းကိုညွှန်ကြပြထားခြင်းဖြစ်တဲ့အတွက်ဘာသာတရားတိုင်းကိုဆရာငယ်အနေနဲ့ respect ထားပါတယ်ထို့အတူပဲဆရာကတော့ဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်တဲ့ပြည်မိတ်ဆွေတို့အတွက်2026ခုနှစ်မှာခန်းစားတာတွေတိုးတက်စေပြီးတော့ဘယ်အရာတွေကိုပြုလုပ်ရင်မိတ်ဆွေတို့ရဲ့ရည်မှန်းချက်အရေးကြီးတဲ့လုပ်ငန်းကိစ္စတွေပြည့်ဝမလဲဆိုတာကိုဆရာကပြောပြပေးမှဖြစ်တဲ့အတွက်ဆရာငယ်ရဲ့မိတ်ဆွေတွေအတွက်ကိုဆရာကအဋိဋ္ဌာန်လေးနဲ့ပြုလုပ်ရမယ့်အရာလေးကိုဆရာကဖော်ပြပေးမှဖြစ်ပါတယ်ခင်ဗျာကံဆိုတာကျွန်တော်မြန်မာလူမျိုးတွေမှာကံကိုယုံကြည်ကြပါတယ်ဗုဒ္ဓဘာသာရဲ့သဘောမှာလည်းကံဤအကျိုးကိုမြတ်နိုးပြီးတော့ယုံကြည်ကြတာသိကြပါတယ်ဆိုတော့ကံကောင်းစေခြင်းကောင်းတဲ့အလုပ်ကိုလုပ်ဖို့လိုအပ်တယ်လို့ကံဆိုတာအလုပ်ဖြစ်တဲ့အတွက်အလုပ်တွေကောင်းရင်ကံတွေကောင်းလာမှာဖြစ်တယ်လို့ကံကောင်းတဲ့အလုပ်ကိုလုပ်ရင်လည်းမိတ်ဆွေတို့ကံကောင်းစီမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကို dream to can to အိမ်မက်တွေအမှန်တကယ်ပြည့်ဝစေဖို့အတွက်ကျွန်တော်မိတ်ဆွေတွေအတွက်ကိုဆရာကဒီနေ့မှာတော့အောင်မြင်ခြင်းတဲ့မိတ်ဆွေများနေသားလိုက်ရည်မှန်းချက်ရည်ရွယ်ချက်မိမိတို့ဖြစ်ရှင်တဲ့အရာဖြစ်လို့တဲ့အရာတွေကိုကျင်းတည်တဲ့ဖြစ်အောင်လုပ်ဖို့အတွက်ကိုဆရာကအောင်ခြင်းသဘောနဲ့အဋိဋ္ဌာန်လေးတွေပြုလုပ်ပြီးတော့ဖော်ပြပေးမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့နေသားလိုက်ဘလို့အဋိဋ္ဌာန်မျိုးကိုပြုလုပ်ရမလဲဆိုတာကိုတစ်နှစ်တာတော့တွင်မှာဖြစ်လို့တဲ့ကိစ္စတွေဖြစ်ရှင်တဲ့ကိစ္စတွေကိုကျင်းတည်တဲ့ဒီအဋိဋ္ဌာန်လေးကိုပြုပြီးတော့ဖြစ်အောင်လုပ်ရမယ်အောင်ကိုအောင်မြင်အောင်လုပ်ရမယ်ဆိုတဲ့စိတ်ကလေးတစ်ခုကိုမွေးလို့စ조사လို့တော့စိတ်ရဲဝန်းနဲ့လှုပ်ဆောင်မှုအတွက်ဆရာကအောင်ခြင်းအဋိဋ္ဌာန်ရေရာများကိုနေသားလိုက်ဖော်ပြပေးပါဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုဆရာတို့နေသားလိုက်ကိုပြောလိုက်ရအောင်2026ခုနှစ်အတွင်းမှာတနင်္ဂနွေသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့အရာရည်မှန်းချက်ရည်ရွယ်ချက်တစ်ခုခုကိုပြုလုပ်ဖို့အတွက်ဆိုရင်တော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေကပို့ပြီးပြုလုပ်ဖို့လိုအပ်ပါတယ်မိတ်ဆွေတို့အနေနဲ့အဋိဋ္ဌာန်ကတော့ရှေ့ရတီဝင်ရပါမယ်ဝင်ရမယ့်အဋိဋ္ဌာန်ကတော့ဘဂဝါအောင်ဆိုသောဂုဏ်တော်ပတိဘဂဝါအောင်ဆိုသောဂုဏ်တော်ပတိကိုမိတ်ဆွေတို့အနေနဲ့တနေ့ကို8ပတ်နှုံးနဲ့8ရက်တီဝင်ရပါမယ်ဝင်ရမယ့်အရာကလည်းမိတ်ဆွေတို့အနေနဲ့စဝင်တဲ့ရက်ဟာတနင်္ဂနွေရက်မှာဝင်ရပါမယ်ဖြစ်နိုင်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့နဝန်းကြတဲ့ရက်တွေဖြစ်တဲ့18ရက်နေ့တို့28ရက်နေ့တို့9ရက်နေ့တို့မှာဝင်တာမျိုးဖြစ်စေ9ရက်တွေမှာဝင်တာမျိုးဖြစ်စေအဋိဋ္ဌာန်ဝင်မှာသို့မဟုတ်ရင်လည်းမိတ်ဆွေတို့အနေနဲ့ဗမာလို9ရက်ဖြစ်ဖြစ်အင်္ဂလိပ်လို9ရက်ဖြစ်မှာအဋိဋ္ဌာန်ကလေးကိုနဝန်းသဘောလေးဆောင်ပြီးတော့ဝင်ပေးပါဝင်တဲ့အခါမှာလေဥစွာပထမမဝင်မီမှာငါတော့အောင်မြင်အောင်လုပ်မယ်တခုခုကိုရည်မှန်းချက်ကိုဥစွာ
ဟိုဆရာတို့မြန်မာလူမျိုးတွေပြီးအဋိဌံပြုတဲ့အခါမှာမြတ်စွာဘုရားရှင်ဒီနေ့ကစပြီးတော့ကျွန်ုပ်ဟာအဋိဌံရှေ့ရပြုကိုဘဂဝါအောင်ဆိုတော့ဂုံတော်ကိုမြတ်စွာဘုရားကိုအာယုံပြုလေအောင်ခြင်းဘာကိစ္စကိုအောင်ဖို့အတွက်အဋိဌံပြုပါတယ်ကျွန်ုပ်ပြုသမျှကုသိုလ်ကိုဘုရားရှင်အပေါင်းနဲ့တကွာယဟန္တာတွေပုဂ္ဂိုလ်တူတွေကိုတိုင်တယ်ပါတယ်ထို့ကြောင့်ဤလိုပြုလုပ်ရတဲ့အကျိုးကြောင့်အောင်ခြင်းအရာကိုပြီးမိမိဖြစ်လို့တော့အရာကိုကောင်းမွန်တဲ့အရာကိုပြည့်ပြည့်မြောက်မြောက်နဲ့ချွတ်ချွတ်ချွတ်အောင်မြင်ပါစေဆိုတဲ့ရည်မှန်းချက်လေးတစ်ခုနဲ့အဋိဌံကိုဘဂဝါအောင်ဆိုသောဂုံတော်ပတိကိုတနေ့ကို၈ပတ်နှုံးနဲ့၈ရက်တိတိဝင်ရင်ဖြင့်တနင်္ဂနွေနေ့မှာစဝင်တော့မဟုတ်ရင်ပြက်ကလေးကိုကြည့်ပြီးတနင်္ဂနွေရက်မှာစုံဝင်ပေးဖို့လိုအပ်ပါတယ်ဒါဆိုရင်မိတ်ဆွေတနင်္ဂနွေသားသမီးတွေဟာဘယ်လမှာမဆိုဘယ်နေ့မှာမဆိုဇန်နဝါရီမှာပဲဝင်မတ်မှာပဲဝင်စက်တင်ဘာမှာပဲဝင်မိမိတို့ဖြစ်လို့တဲ့ကိစ္စရည်မှန်းထားတဲ့ကိစ္စနိုင်ငံခြားခရီးကိစ္စလေးတွေအောင်မြင်ဖို့ပြောဆိုသမျှလေးတွေအဆင်ပြေစေဖို့အရှိရင်မြတ်တာကြီးနဲ့ပတ်သက်ပြီးကံကောင်းစေဖို့အတွက်ဘဂဝါအောင်ဆိုတော့ဂုံတော်ပတိကိုတလုံးချအာယုံတစ်ခါပြုလို့ဘဂဝါအောင်ဆိုတော့ဂုံတော်ပတိနဲ့မိတ်ဆွေတို့ရဲ့ရည်မှန်းချက်တွေကိုနေ့စဉ်နေ့ပြဆူတောင်းပြီးတဲ့အခါမိတ်ဆွေတို့ဖြစ်အောင်လုပ်ရမယ်ဆိုရယ်ရည်မှန်းချက်လေးနဲ့စိတ်တက်လေးတစ်စင်းမြင့်တင်ပြီးလုပ်ရင်သိကြပါတယ်2026မှာတနင်္ဂနွေသားသမီးတွေအတွက်တော့အရာကိုဘဂဝါအောင်နဲ့ဖြတ်တန်းပြီးတော့အောင်မြင်မှာအသေးချာပဲဖြစ်ပါတယ်တနင်္လာ2026ခုနှစ်ထဲမှာတနင်္လာသားသမီးမိတ်ဆွေတွေဖို့ကတော့တော်တော်ကိုဘာသာတရားခရူးဆိုင်ပြီးလုပ်ရမယ်ဘာသာတရားခရူးဆိုင်လုပ်တဲ့နေရာမှာလည်းမိတ်ဆွေတို့ရဲ့ကံဟာအနှဲငယ်တွေဘာကိုလုပ်လို့အနှဲငယ်လေးရုန်းကန်ရတတ်တဲ့နှစ်ဖြစ်တာကိုလည်းဆရာကတနစ်စာမှာပြောခဲ့ပြီးသားဖြစ်တယ်အဲ့တော့တနင်္ဂနွေသားသမီးမိတ်ဆွေတို့ဖို့2026မှာမိတ်ဆွေတို့ရဲ့အလုပ်ကိစ္စရည်မှန်းချက်တစ်ခုခုရည်ရွယ်ချက်တစ်ခုခုကိုဖြစ်အောင်ရအောင်လုပ်မယ်မိတ်ဆွေတို့ဖို့ဆရာအခုဖော်ပြတဲ့အဋိဌံပတိလေးကိုစိတ်ပေးဖို့လိုအပ်ပါတယ်ပြုလုပ်ရမှာတော့မိတ်ဆွေတို့အနေနဲ့ငွေကြေးကိစ္စပဲဖြစ်ဖြစ်မိသားစုကိစ္စပဲဖြစ်ဖြစ်ယာတုကိုကိစ္စပဲဖြစ်ဖြစ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်ပြီးတော့ကိစ္စပဲဖြစ်ဖြစ်တမ္မာတန်ဗုဒ္ဓဆိုတော့ဂုံတော်ပတိကိုဆရာတို့တမ္မာတန်ဗုဒ္ဓဆိုတော့ဂုံတော်ပတိကို12ပတ်ကို12ရက်တိတိအဋိဌံပြုပါဘယ်နေ့မှပြုရတယ်တမ္မာတန်ဗုဒ္ဓဆိုတော့ဂုံတော်ပတိကိုလူမင်းနတ်မင်းတို့ရဲ့ယုံကြည်ကိုးကွယ်ရာအားထားရာမူသောအကြီးမှုဖြစ်တော်မူသောမြတ်စွာဘုရားဆိုတဲ့အနတ္တိပဲရတယ်တမ္မာတန်ဗုဒ္ဓကိုပတိတစ်လုံးချပြီးတော့တနေ့ကို12ပတ်နှုံးနဲ့12ရက်တိတိအဋိဌံဝင်ရင်မိတ်ဆွေတို့ရဲ့ရည်မှန်းချက်ရွေချက်လုပ်ငန်းမှန်သမျှကျင်းတည်တယ်အောင်မြင်ခြင်းနဲ့ကံကောင်းခြင်းနဲ့ငွေကြီးကိစ္စလားစီးပွားရေးကိစ္စလားအဋိဌံကလေးပြုပြီးတော့အောင်တက်ယူလို့အောင်မြင်ကြပါစေဒါအပြင်တနင်္လာသားသမီးမိတ်ဆွေတို့ရည်မှန်းချက်ရွေချက်တွေမရှိဘူးမလိုဘူးအစဉ်ပြေနေတဲ့မိတ်ဆွေတွေတောင်တမ္မာတန်ဗုဒ္ဓဆိုတော့ဂုံတော်ပတိကိုစိတ်ပါအခွင့်အလမ်းကောင်းရည်မှန်းချက်ကောင်းထီကံစမ်းတာမျိုးထီထိုးတာမျိုးထီပေါက်တာမျိုးတွေကျင်းသေးတယ်အထက်လူကြီးအကြီးကဲရဲ့ဆောင်းမှမှုတွေကြီးစုမှုတွေကိုကျင်းသေးရရှိမှနှစ်ဖြစ်တတ်တဲ့အတွက်တမ္မာတန်ဗုဒ္ဓဆိုတော့ဂုံတော်ပတိကို12ပတ်12ရက်ဝင်ခြင်းအပြင်တနင်္လာသားသမီးမိတ်ဆွေတို့အခက်အခဲအထင်ငေါ်တွေကြော်လွှားပြီးတော့ကန်တက်လို့ရံဖတ်မရှိဘဲနဲ့အောင်မြင်မဲ့နှစ်ဖြစ်ကြောင်းထပ်လောင်းပြောလိုပါတယ်တနှစ်တာလုံးမှာဘယ်ရှင်ဝင်မှာအခုတခါတော့အင်္ဂါပေါ့အင်္ဂါသားမိတ်ဆွေတွေဟာအနှဲငယ်လေးစိတ်ထဲမှာတော့ယုံကြည်အားကိုလေးစားတယ်ဆိုပေမဲ့လက်တွေမှာထိထိရောက်လုပ်ဖို့အနှဲငယ်လေးအားနဲ့တွန့်ဆုတ်တတ်တယ်အထူးသဖြင့်အင်္ဂါတွေတတ်လက်ပိုင်းနဲ့တတ်ငယ်ပိုင်းမှာဘာသာတရားကိုပုံမထိတွေ့လို့ပါမိတ်ဆွေတို့ရဲ့အခက်အခဲကံကတော့2026မှာပြောလောက်အောင်မညံ့ဘူးဆိုပေမဲ့လည်းအင်္ဂါတွေဟာဒုနဲ့ဒေးအများနဲ့အဖွဲ့အစည်းနဲ့အသင်းဖွဲ့နဲ့နေသားတိုင်းမှာအင်္ဂါတွေပါတဲ့အတွက်ဆရာငယ်ရဲ့အင်္ဂါသားသမီးမိတ်ဆွေများဖို့ကတော့မိတ်ဆွေတို့အနေနဲ့ဂုံတော်ပတိလေးကိုစိတ်ဖို့လိုအပ်ပါတယ်စိတ်ရမယ့်ဂုံတော်ပတိအနေနဲ့ကတော့ဝိစာစရဏတမန်တော်ဝိစာအတိပညာစရဏအကျင့်ပညာတမန်တော်ကြီးမြတ်တော်မူသောအတိမာရောပညာမာရောကြီးမြတ်တော်မူသောမြတ်စွာဘုရားဆိုတဲ့ဂုံတော်ပတိကိုတနေ့ကို4ပတ်နှုံးနဲ့မိတ်ဆွေတို့တနေ့ကို4ပတ်နှုံးနဲ့တစ်ခါဝင်ရင်17ရက်တိတိဝင်ရပါမယ်ဝိစာစရဏတမန်တော်ဆိုသောဂုံတော်ပတိကိုတနေ့ကို4ပတ်နှုံးနဲ့တစ်ခါဝင်ရင်17ရက်ဝင်ရပါမယ်လာတိုင်းမှာ17ရက်နေ့မှာမြန်မာလို17ရက်ဖြစ်ဖြစ်လာဆုပ်17ရက်ဖြစ်ဖြစ်လာဆန်း17ရက်ဖြစ်ဖြစ်ဝင်နှုတ်မဟုတ်ရင်လည်းမိတ်ဆွေတို့အနေနဲ့အင်္ဂလိပ်ရက်17ရက်နေ့မှာစဝင်ပါခင်ဗျအဋိဌံဝင်ပါမိတ်ဆွေတို့17ရက်နေ့မှာ17မီငိမ့်အောင်ပတိကိုလည်းမိတ်ဆွေတို့အနေနဲ့လေးပတ်တော့စိတ်ပေးဖို့လိုအပ်ပါတယ်ဒါဆိုရင်အင်္ဂါသားသမီးတွေဟာအခက်အခဲမှန်သမျှအောင်မြင်ခြင်းတဲ့ကိစ္စတွေအဆင်ပြေပါလိမ့်မယ်ဖြစ်လို့သောကိစ္စတွေအောင်မြင်ပါလိမ့်မယ်ငွေကြေးကိစ္စအဆင်ပြေပါလိမ့်မယ်မိသားစုအိမ်တွေကိစ္စတွေမှာစိုးဝယ်မရှိအောင်ကောင်းမွန်ပြီးတော့မိတ်ဆွေတို့ရဲ့ညံ့နေတဲ့ကံတွေဟာ
တေချာတဲ့2026မှာအင်္ဂါတွေတကယ်ကိုအကျင့်တီလာစရဏနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုကြီးပြင်းအားဖြင့်မကောင်းတဲ့အတွေ့အခေါ်တွေမတွေးမိပဲနဲ့ကောင်းတဲ့အရာလေးနဲ့ကောင်းတဲ့တမထကျင့်စဉ်လေးနဲ့ပြုပြီးတဲ့အခါအောင်မြင်ခြင်းတွေပိုင်ဆိုင်မဲ့နှစ်နဲ့အေးချမ်းမှုနဲ့ငြိမ်းချမ်းခြင်းတွေရရှိမဲ့နှစ်ဖြစ်ကြောင်းနဲ့မိတ်ဆွေတို့မမေ့ပါနဲ့17ရက်နေ့မှာ17ရက်နေ့မှာ17ရက်တီတီ17ရက်နေ့ကစပြီး17ရက်တီတီဝင်မှာဝိစာစရဏတမန်တော်တနေ့ကို၄ပတ်နှုံးနဲ့ဝင်မှာဘယ်အချိန်ဝင်မှာဂုံတော်ပတိတလုံးချတိုင်းဂုံတော်တစ်ခုကိုရပြီးတဲ့အခါမြတ်စွာဘုရားရှင်ရဲ့အနှစ်သာရပြေဝတဲ့မြတ်စွာဘုရားရှင်ကိုစိတ်အာရုံမှာကွန်ပျူပေါ်နိုင်ကြပါစေလို့ပြောရင်းနဲ့အခုတခါတော့ဗုဒ္ဓဖူးသားသမီးတွေလည်းဖြစ်ပါတယ်ဗုဒ္ဓဖူးသားသမီးမိတ်ဆွေတို့ဖို့2026ခုနှစ်အတွင်းမှာအဋိဌံပြုလုပ်လို့လေမိတ်ဆွေများဖို့ဗုဒ္ဓဖူးတွေကတည်ကြတဲ့ဆရာပြောခဲ့တဲ့အဟုတ်တကူးကြော်ရင်အဟုတ်ထူးမယ်ဆိုတဲ့ဗုဒ္ဓဖူးသားသမီးမိတ်ဆွေတို့ဝင်ကျင်တပဆိုရင်တော့ဖြင့်လောကဝိတုဆိုတော့ဂုံတော်ပတိကိုရှေဝေးမဟုတ်ပါဘူးတနေ့ကို၄ပတ်နှုံးနဲ့12ရက်တိတိဝင်ရပါမယ်မိတ်ဆွေတို့အနေနဲ့ဗုဒ္ဓဖူးရာဟုသားသမီး sorry ဗုဒ္ဓဖူးသားသမီးတွေအနေနဲ့လောကဝိတုဆိုတော့ဂုံတော်ပတိကိုလောကဝိတုဆိုတော့ဂုံတော်ပတိကိုတနေ့ကို၄ပတ်နှုံးနဲ့12ရက်တိတိဘယ်နေ့မှစဝင်မြတ်စွာဘုရားရှင်ကိုအာရုံပြုပြီးတော့ဂုံတော်ကိုးပါးတွေကလောကဝိတုဆိုတော့ဂုံတော်ပတိကိုတနေ့ကို၄ပတ်နှုံးနဲ့12ရက်တိတိစဝင်လိုက်ပါကမိတ်ဆွေတို့ရဲ့အခက်အခဲတွေအကြက်အသေးတွေကြော်လွန်ပြီးတဲ့အခါသိကြပါတဲ့ကံကောင်းမှုတွေရရှိပြီးတော့အထောက်ပံ့တွေရရှိစေမှာဖြစ်တဲ့အပြင်2025မှာညံခဲ့တဲ့ဗုဒ္ဓဖူးတွေလာပါပြီဗျမိတ်ဆွေတို့အတွက်ကံကောင်းမှုတွေရရှိစေမှာအသေးကြပဲဖြစ်ကြောင်းနဲ့ယာဟုကိုဆက်ပြောလိုက်ပါမယ်ယာဟုသားသမီးမိတ်ဆွေတို့ကတော့အရန်ကြီးကံညံ့တဲ့နှစ်မဟုတ်ပါဘူးသို့တော့ကံရဲ့အထောက်ပံ့တွေရရှိအောင်လို့အဋိဌံ9ရက်ဝင်ရပါမယ်ဝင်ရမယ့်အဋိဌံကတော့ဂုံတော်ကိုးပါးတွေကတော့မဟုတ်ဘူးဗျမိတ်ဆွေတို့အနေနဲ့ဒီ2026မှာဆိုဗုဒ္ဓဖူးရာဟုသားသမီးတွေအနေနဲ့ဂုံဆရာတို့ဗာလဲတဏဂုံကိုပထမတရက်ဗုဒ္ဓံတရဏံကိစ္ဆာမိဆိုတော့တရက်ပတိဓမ္မတရဏံကိစ္ဆာမိကိုတရက်တန်ခါတရဏံကိစ္ဆာမိကိုတရက်ဆိုပြီး3ရက်ဒါပြီးရင်ဒုတိယပြီဆိုပြီး3ရက်တတိယပြီဆိုပြီး3ရက်စွတ်စုပေါင်း9ရက်အဋိဌံဝင်ရပါမယ်လာတိုင်းမှာတစ်လတစ်ခါတော့ဝင်ပါသိကြပါတယ်ဆရာအပူတွေမပြောဘူးယာဟုသားသမီးတွေတကယ်ကိုစိုးနေရင်တော့ကံဟာအလှည့်ပြောင်းနဲ့မဂျစ်စီယံမျက်လှည့်ပြတယ်လို့ကံတွေဟာတိုးတက်ကောင်းပြီးတော့သိကြတဲ့ဘာသာတရားရဲ့အထောက်အပံ့ဓမ္မဒီဝနှကောင်းနှက်မြတ်တွေရဲ့အဆောင်ရှောက်ရဲ့အကူကြီးဒါပြီးတဲ့အခါမိတ်ဆွေတို့ရဲ့အညံ့နေရနေပြီးတော့ဟောကံကောင်းမှုတွေရရှိစီမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့9ရက်တီတီကိုဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိတန်ခါတရဏံကိစ္ဆာမိဆိုပြီးတော့တတိယံပြီးတန်ခါတရဏံကိစ္ဆာမိတီပါဒီနေရာမှာတစ်ခုပြောလို့ပါတယ်တခါလိမ္မာဆရာတို့ဥစ္စာဆွဲတို့တိုက်ဆွဲတို့တိုက်ဆက်တို့ဗာတဲ့မိတ်ဆွေတွေကတခါလိမ္မာ9ရက်အဋိဌံဝင်တဲ့အခါပဲဖြစ်ဖြစ်အဘဘုံမင်းကောင်ပဋ္ဌာန်းဆက်တွေမှာ9ရက်အဋိဌံဝင်အဖြစ်များတတ်တဲ့သဘောလေးတွေမှာရှိတတ်တဲ့သဘောဓာတ်ကလည်းဘီလင်းနဲ့မနှောကောင်းတဲ့မိတ်ဆွေများဖို့ဆရာကြီး9ရက်တော့မဝင်ခြင်းပါဘူးဆိုရင်တော့10ရက်တိတိဝင်ပါဝင်ရမယ့်အဋိဌံ10ရက်ကတော့နောက်ဆုံးတစ်ရက်ကိုတော့အဲ့ဒီဂုံတော်တရဏဂုံအားလုံးကိုခြုံပြီးတော့ဗတိတစ်လုံးချပါ108လုံးဆိုတော့နည်းနည်းတော့ကြာပါလိမ့်မယ်သို့တော့မိတ်ဆွေရာဟုသားသမီးတွေကရီမန်းချက်ရွယ်ချက်ကြီးတဲ့အတွက်အဲ့ဒီလို9ရက်မအောင်တဲ့မိတ်ဆွေများနဝင်းတက်ကိုကြော်လို့10ရက်တာဝင်မှာကျင်းသေးရကောင်းလာပါလိမ့်မယ်ကြာစာပရိသတ်သမီးမိတ်ဆွေများ2026ခုနှစ်မှာမိတ်ဆွေကြာစာပရိသတ်သမီးတွေအနေနဲ့ကံရဲ့အထောက်ပံ့တွေရရှိအောင်ဇရာကြီးလှုပ်တတ်တဲ့ကြာစာပရိစကားများတဲ့ကြာစာပရိမိတ်ဆွေများခင်ဗျာဘာသာတရားတစ်ခုခုကိုပို့ပြီးလှုပ်ပါမိတ်ဆွေတို့အနေနဲ့တေချာပါတဲ့ကမ္မထမ်း40တွေကတစ်ခုခုကိုကျင့်ကြမှာမိတ်ဆွေကြာစာပရိသတ်သမီးတွေအတွက်ကံစားတာကောင်းစီပြီးမိတ်ဆွေတို့ရဲ့ရီမန်းချက်မျောလင်းချက်ရွယ်ချက်တွေပြေဝဖို့အတွက်ပြုလုပ်ရမယ်အဋိဌံအနေနဲ့ဆိုရင်တော့ဖြင့်မိတ်ဆွေများခင်ဗျာအရဟံတိဋ္ဌိဘဂဝါအောင်ဆိုတော့ယတိဥက္ခဏီရဲ့အရဟံတိဋ္ဌိဘဂဝါအောင်ဆိုတော့ဂုံတော်ပတိကိုပတိတစ်လုံးချလို့တနေ့ကို3ပတ်နှုံးနဲ့73ရက်တိတိအဋိဌံပြုပါမိတ်ဆွေများပြန်ပြောပါမယ်ကြာစာပရိသတ်သမီးမိတ်ဆွေများ2026မှာရီမန်းချက်ရွယ်ချက်တွေပြုလုပ်ဖို့အတွက်ကံတွေကောင်းစီပြီးတဲ့အခါကံကောင်းခြင်းတွေကိုတူးဖော်ရရှိပြီးတဲ့အခါကံကောင်းမှုတွေရရှိပြီးကံဆိုးမှုတွေပြေပြောက်သွားအောင်လို့အရဟံတိဋ္ဌိဘဂဝါအောင်ဆိုတော့ဂုံတော်ပတိကိုတနေ့ကို3ပတ်နှုံးနဲ့မိတ်ဆွေများ73ရက်တိတိအဋိဌံဝင်လိုက်ပါမင်းလားกว่าဂျိုဆိုးမင်းလားกว่าဂျုံညံ့ဆိုတဲ့အတိုင်းပဲဂျိုဆိုးဂျုံညံ့တွေကိုကျင်းတည်တဲ့
မှုမယ်လို့တော့မထင်ပါဘူးဆိုတော့အများကြီးတော့မပြောတော့ကြာစာပရိသတ်မိတ်ဆွေတွေမယုံရင်အခုပဲစမ်းပါအခုပဲအောင်မြင်ပါအသေးချာပဲဖြစ်တဲ့အတွက်ကဲကြာစာပရိတွေကတော့အရဟံတိတ်္တိဘဂဝါအောင်ဆိုတော့ဂုံတော်ပရိကိုပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့်မိတ်ဆွေတို့ရဲ့အစိုးညံ့နေပြေပြောက်ပြီးတေချာတဲ့ဒိဋ္ဌကံကောင်းမှုနဲ့မူရှာပေးမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တောက်ကြ2026မှာတောက်ကြတွေဟာကံအထွတ်ထိပ်ကိုရောက်နေတယ်ဆိုပေမဲ့လို့ကံကောင်းအောင်ကောင်းတာလေးလည်းလုပ်ဖို့လိုအပ်ပါတယ်မိတ်ဆွေတို့အနေနဲ့အစမပြေတဲ့မိတ်ဆွေတောက်ကြသားသမီးများစိတ်မညစ်ပါနဲ့2026ဟာတောက်ကြတွေအတွက်တော့အရောက်လာတဲ့နှစ်ဖြစ်ပါတယ်သို့တော့တောက်ကြသားသမီးမိတ်ဆွေများကံစားတာအထောက်ပံ့နေရရှိစေရန်အတွက်မိတ်ဆွေတို့အနေနဲ့အဋိဌံပြုလုပ်လို့တပါကံစားတာတက်စေရန်အတွက်တောက်ကြသားသမီးတွေအကောင်းပေါ်အကောင်းဆင့်လို့အကောင်းနေပဲရရှိလာအောင်ဂျိုးစိုးဂျိုညံ့အနေနဲ့ကြုံနေရတဲ့မိတ်ဆွေများလည်းတောက်ကြသားသမီးတွေနဲ့လည်းကံစားတာတိုးတက်စေရန်အတွက်ပြုလုပ်ရမယ်ဂုဏ်တော်ပတိလေးတစ်ခုရှိပါတယ်ဒါကဘာလဲဆိုတော့အနုတ္တသောပုရိသဓမ္မတာရတိဆိုသောဂုဏ်တော်ကိုတနေ့ကိုအများကြီးမဟုတ်ပါဘူးတနေ့ကို2ပတ်နှုံးနဲ့108လုံးပတိကိုလို့ပြောရနော်တနေ့ကို2ပတ်နှုံးနဲ့မိတ်ဆွေတို့အနေနဲ့ချစ်ရတီတီနော်တနေ့ကို2ပတ်နှုံးနဲ့ချစ်ရ sorry 9ရက်တီတီအထိတ်ထံပြပါမယ်မိတ်ဆွေတောက်ကြသားသမီးများ2026ခုနှစ်မှာမိတ်ဆွေတို့အနေနဲ့အနုတ္တသောပုရိသဓမ္မတာရတိဆိုသောဂုဏ်တော်ကိုတောက်ကြသားသမီးတွေအများကြီးမဟုတ်ပါဘူးတနေ့ကို2ပတ်နှုံးနဲ့တစ်ခါဝင်ရင်9ရက်ဝင်ရပါမယ်အဲ့ဒီ9ရက်နေ့ဟာတောက်ကြနေပြန်ဖြစ်ဖို့လိုပါတယ်ပြန်ပြောပါမယ်တောက်ကြသားသမီးမိတ်ဆွေများ2026မှာကံစားတာတိုးတက်စီပြီးတော့အကောင်းပေါ်အကောင်းဆင့်ပြီးတော့အကောင်းနေရရှိစေဖို့အောင်မြင်မှုအပေါင်းတရမှုစောင်းစေဖို့အတွက်တောက်ကြသားသမီးမိတ်ဆွေတွေဟာအဋိဌံပြုလို့တဲ့ဇာငယ်ရဲ့တောက်ကြသားသမီးမိတ်ဆွေများမြောက်လဲပြောရသေးတယ်အဋိဌံပြုလို့တပါဆိုရင်အနုတ္တသောပုရိသဓမ္မတာရတိဆိုသောဂုဏ်တော်ကိုတနေ့ကို2ပတ်နှုံးနဲ့9ရက်တိတိအဋိဌံပြုပါပြုတဲ့ရက်စုံတဲ့ရက်ဟာတောက်ကြနေဖြစ်ပါစေဒါဆိုရင်မိတ်ဆွေတို့တောက်ကြတွေဟာယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်မှာအသေးကြပဲဖြစ်ပါတယ်အခုတခါတော့စနေနဂါမိုးပေါ်သွားဆိုတဲ့အတိုင်းနောက်ဆုံးပဲအိမ်နဲ့လွယ်မဲ့အထာမကြွယ်တဲ့စနေတွေတော့ကိုဆရာကအဋိဌံလေးပြုလုပ်ပေးပါမယ်2026မှာစနေသားသမီးမိတ်ဆွေတို့အနေနဲ့2026ခုနှစ်အတွင်းမှာကံစားတာတိုးတက်စေပြီးတော့ကံကောင်းစေရန်နဲ့အထောက်အကူပြုလုပ်ဖို့အတွက်မိတ်ဆွေစနေသားသမီးတွေကံကောင်းတဲ့နှစ်မှာတော့ကျင်းတည်တဲ့ရှိတယ်သို့တော့ပို့ပြီးတော့ကောင်းအောင်စနေတွေကိုကဘာဖြစ်ဖြစ်အပြိုင်ဆိုင်တိုက်ခိုက်တွေများတတ်တာမျိုးတွေဖြစ်တဲ့မိတ်ဆွေများအဖို့2026ခုနှစ်တုန်းကကံစားတာတိုးတက်ကောင်းမွန်စေရန်အတွက်တနေ့ကိုပတိ9ပတ်စိတ်ရပါမယ်စိတ်ရမယ်အဋိဌံအနေနဲ့ကတော့မိတ်ဆွေတောက်ကြသားသမီးတွေအများအနေနဲ့အဆအရအောင်မြင်တိုးတက်စေပြီးတော့ရီမန်းချက်ရွေချက်လုပ်ငန်းကိစ္စအလုပ်ကိစ္စအဆင်ပြေအောင်မြင်တိုးတက်စေဖို့အတွက်သူကတော်ဆိုတော့ဂုံတော်ပတိကိုတနေ့ကို9ပတ်နှုံးနဲ့17ရက် sorry တနေ့ကို9ပတ်နှုံးနဲ့17ရက်တိတိအဋိဌံပြုပါမယ်ပြန်ပြောပြပါမယ်သူကတော်ဆိုတော့ဂုံတော်ပတိကိုတနေ့ကို9ပတ်နှုံးနဲ့17ရက်တိတိအဋိဌံပြုပါမယ်အဋိဌံစတင်ရမယ့်ရက်က12ရက်ဖြစ်ပါတယ်2026မှာစနေသားသမီးမိတ်ဆွေတွေအဋိဌံပြုလုပ်ရမယ့်ရက်ကအဋိဌံပြုလို့တပါရီမန်းချက်ရွေချက်အောင်မြင်စေဖို့အတွက်စနေနေ့မှာအဋိဌံပြုပါသူကတော်ဆိုတော့ဂုံတော်ပတိကိုတနေ့ကို9ပတ်နှုံးနဲ့အဋိဌံပြုပါမယ့်အဋိဌံကတော့17ရက်ဖြစ်ပါတယ်ဒါဆိုရင်သိကြတဲ့စနေသားသမီးတွေ2026ဟာမိတ်ဆွေတို့နှစ်ဖြစ်ပါလိမ့်မယ်ထို့အပြင်ပဲအစိုးအညံ့အခက်အခဲတွေမှန်သမျှပြည်လဲသွားမှာအသေးကြပဲဖြစ်တယ်နောက်ဆုံးပြုလုပ်ရမယ်မိတ်ဆွေတို့ဒါကတော့ဆရာက9ရက်သား8ရက်ပွားတွေအတွက်ကို2026မှာကန်ဆာတာအထောက်ပံ့ကောင်းစီပြုလုပ်စီရတဲ့ဆရာရဲ့ဒေသေးရှာရှာကိုဆရာဂုံတော်9ပါးတဲ့ရမှာကန်ဆာတာလည်းတက်စီပြီးတော့တရားလည်းရှာလို့ရအောင်ဘေးရင်းရရဆိုတာကံကောင်းမှုအတွက်ကောင်းတဲ့အလုပ်တွေပြုလုပ်လို့ရအောင်လို့အစိုးတွေကိုဖျော့လို့အကောင်းတွေကိုရဒီထဲမှာတရားထုပေါက်သွားတော့လဲဆရာကုသိုလ်ရတာဗောနော်ဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးအယူရပြီးတဲ့အခါဆရာကဂုံတော်တွေကတရားရှာလို့ရအောင်တရားတွေကအဆင်ပြေမှုတွေအောင်မြင်မှုတွေရရှိအောင်လို့ဆရာကပြောပြပေးခြင်းဖြစ်ပါတယ်ဒါကတော့တနင်္ဂနွေကစနေအစုံဂုံတော်တွေကနေမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေရန်အတွက်ပြုလုပ်ရမယ့်အဋိဌာန်တွေပြောခဲ့ခြင်းဖြစ်ပါတယ်ဒါဆိုရင်ဆရာကြီးဆရာငယ်ကမပြုလုပ်ဘူးလားဘာတွေများပြုလုပ်တယ်လဲလို့ဆရာကိုမေးဖို့လိုအပ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းပြုလုပ်ပါတယ်ကျွန်တော်နေ့စဉ်နေ့တိုင်းပြုလုပ်တဲ့အလုပ်ကတော့ကျွန်တော်မနက်မိုးလင်းတာနဲ့ဖယားရှင်ကိုးတာမကိုးတာအရန်ပင်ပန်းတဲ့ရက်တွေမှာနောက်ကျတဲ့အခါမှာမပြုလုပ်မိရင်တော့နံပါတ်1ကျွန်တော်ကိုယ်တိုင်ဂုံတော်9ပါးကို9ခေါက်ဆရာမဖြစ်ခင်တစ်နှစ်ခနဲ့ရွတ်အိတ်ဖြစ်ပါတယ်
ညအိတ်တဲ့အခါမှာလည်းကျွန်တော်အမြဲတမ်းဂုံတော်ကိုပါကိုခေါက်ရွတ်အိတ်တတ်ပါတယ်ဘီရင်ဆရာဖြစ်လာမှမလားမသိဘူးကျွန်တော်ကကိုခန်းတန်းကိုအရန်ကြိုက်တဲ့အပြင်ဆရာငယ်ကပေါင်းရင်ကိုမျိုးရှင်နယ်ထဲမှာနေပြီးတော့တောင်ကြီးဆိုတော့ကိုပေါ့ဆိုတော့မိတ်ဆွေတို့အနေနဲ့အခုလဲမန်းလေးရောက်တော့ကိုပေါ့အဲ့တော့မိတ်ဆွေတို့အနေနဲ့2026ခုနှစ်ထဲမှာဆရာကတော့ကိုကနန်းကိုအကြိုက်ဆုံးဖြစ်ပါတယ်ဆရာအကြောင်းလေးပေါ်ကုန်ပြီကိုဆိုတာဟာဆရာတို့အတိတ်ချံဝင်ဂုံတော်ကိုပါပတိတကုံးမှာ108လုံးနှစ်ခွန်နဝင်းငွကျွန်းနဲ့တို့ဖျောင်းတို့လာပြီတို့ဆိုတာလေနဝန်းတက်တွေကြီးစိုးထားတဲ့အာကာသနဝန်းတနည်းအားဖြင့်ဆိုရရင်မူလာနဝန်းကိုဖြစ်တဲ့အတွက်ပရိကုံးမှာ108လုံးဂျိုတက်တွေရေတနင်္ဂနွေဂျိုတက်ကစရေဂျိုတက်8ခွင်ပေါင်းလိုက်လဲ108နှစ်ရှိတယ်လို့ဒီကဘာကြီးစက်ကြော်ရာကြီးက6နဲ့စတင်ပြီးတော့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကျွန်တော်ဟာကိုကနန်းကိုအကြိုက်ဆုံးပေါ့နောက်ဆုံးအနေနဲ့မိတ်ဆွေတို့အနေနဲ့2026ခုနှစ်အတွင်းမှာဆရာငယ်တို့လှုပ်ချင်တဲ့ပါဆိုရင်ကျွန်တော်နေ့စဉ်နေ့တိုင်းမှာမနက်မိုးလင်းဂုံတော်ကိုပါကိုကောက်ဆရာတပည့်တွေလာတာနဲ့ပထမနတ်ပင်နဲ့မေတ္တာတုံ3ကောက်ရွတ်တယ်နတ်ပို့ပါတယ်ဒါနေ့စဉ်ဆရာပြုလုပ်တယ်ဒါပြီးတဲ့အခါ9ရက်သားသမီးတွေမေတ္တာပို့ပါတယ်ဟုတ်လားဒါပြီးတဲ့အခါကျွန်တော်တို့လုပ်ငန်းကိုစီလုပ်ကိစ္စလေးစလုပ်ဖြစ်တယ်ပေါ့သိကြတယ်အဲ့ဒီအလုပ်ရညကျတော့ဘုရားဝတ်တက်ဘယ်ယောဂါတွေပါလေကုရင်လည်းကုပေါ့ဒါမျိုးတွေပြုလုပ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဆရာပြုဆိုလိုချင်တဲ့အိဗေကတော့ကျွန်တော်ပြုသမျှကုသိုလ်အဆုစုဟာအခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေများအတွက်ထပ်တူအထောက်ပံ့နေရရှိပြီးတဲ့အခါကျွန်တော်ပြုလုပ်တဲ့ကုသိုလ်ဟာမိတ်ဆွေတို့အတွက်ဒါနကုသိုလ်မေတ္တာကုသိုလ်ဘာဝနာကုသိုလ်အဆုစုတို့ဒီကျွန်တော်ဤကုသိုလ်ဖြစ်တယ်လို့မိတ်ဆွေတို့ရဲ့ကုသိုလ်လည်းဖြစ်ကြောင်းနဲ့ထပ်တူအနုမောဒရာတာဓုခေါ်လင်ကျွန်တော်နဲ့ထပ်တူရကြဘာစီကြောင်းနဲ့မိတ်ဆွေတို့ရဲ့ကံဒီဆရာပြီးလိုက်တဲ့အကြံဉာဏ်လေးကြောင့်တစ်ခါပြုလုပ်တဲ့အခါအစဉ်ပြေမှုနဲ့အေးချမ်းမှုနဲ့ငြိမ်းချမ်းမှုတွေတစ်ခါရလိုက်တဲ့အခါဆရာငယ်လေးပဲကျွန်မနဲ့ထပ်တူရပါစေလို့မေတ္တာလေးတစ်ချောင်းပို့ပြီးရုံနဲ့ဆရာဒီဗီဒီယိုကိုရကြိုးနှက်ပါပြီဆိုတဲ့အကြောင်းပြောရင်းနဲ့ဆရာလေးကိုအကောင်းဆုံးနဲ့လိပ်ပြအလုံးစုံနဲ့အရေးချမ်းဆုံးဖြစ်အောင်ကြိုးစားနေကြောင်းနဲ့မိတ်ဆွေတို့ပို့တာပေးမယ်အေးချမ်းတဲ့မေတ္တာဓာတ်တွေကိုကျွန်တော်အမြဲတမ်းထားဝစဉ်ခံယူနေကြောင်းပြောရင်းနဲ့2026မှာမိတ်ဆွေတို့အားလုံးကစားတာတွေတိုးတက်လို့ယတနာစိန်ကြောက်ဇဲတောက်တိုင်းကစားနိုင်ကြပါစေဒုဗိတ္တန္တရာကတ်တတ္တန္တရာကတ်ယောဂကန္တရာကတ်ဆိုတော့ကတ်ကြီး၃ပါးကနေကင်းလွတ်ပြီးတဲ့အခါမိတ်ဆွေတို့ရဲ့နေ့စဉ်တူဝပြုလုပ်ရတဲ့ကိစ္စတွေမှာလည်းရှော့ရှော့ရှူရှူအောင်မြင်တိုးတက်လို့မိမိတို့ရဲ့ကောင်းကျိုးလိုရင်ဆန္ဒမှန်သမျှပြည့်စုံလို့အောင်မြင်မှုအပေါင်းတရဖူဆောင်လို့ခါညောင်းကြပါစေကြောင်းဆုတောင်းမြတ်တာထောပနာပို့ရင်းနဲ့နောက်မှပြန်ဆုံပါမယ်2026မှာမိတ်ဆွေတို့အားလုံးကံကောင်းမှုတွေအစဉ်ပြေမှုတွေရလို့အောင်ပန်းပွင့်ကြပါစေလို့ဒီကနေ့လှိုက်လဲကျွန်တော်မြတ်တာပို့တာလိုက်ရကြအောင်ပါခင်ဗျာကျေးဇူးတင်ပါတယ်ဆရာငယ်ပါ